နှစ်ဖက်ဝေတင်ယူနေပါသည်သင်ခန်းစာခေါင်းစဉ်မိဖို့ကြောင့်သုံးပစ္စည်းဖြစ်ပါသည် plate ပကံ कचौरा စလုံး कप ခွက် mug မက်ခွက် गिलास ဖန်ခွက် तस्तरी ခွက်အောက်ခံပန်းကန် काटा ခရင် चम्चा ဇွန် चिया चम्चा လက်ဖက်ရည်ဇွန် ठुलो चम्चा စပွဲဇွန် चक्कु ဓာ बटर चक्कु ထောပတ်ဓာ चपस्टिक တူ न्यापकिना လက်တုပ်ပဝါ प्लेट मैट ပကံအောက်ခံ मेजपोस စပွဲခင်း भाडो အိုး प्यान ဒဲအိုး फ्राइंग पैन ကြော်ရဲအိုး सॉसपैन လက်ကင်အိုး ढाकनी အဖုံး केतली ရေနွေးအိုး चियादानी လက်ဖက်ရည်အိုး जग ရေကရာ ट्रे ဗန်း परोसने कचौरा ဟင်းဘတ်ကန်လုံး परोसने चम्चा ဟင်းခတ်စွန် काट्ने बोर्ड စင်းတီတုံး बोक्रा छिल्ने उपकरण အခုံခွာကိရိယာ कद्दूकस ချစ်တဲ့ फेट्ने उपकरण ငွေတန်း स्पैचुला ရောက်မ डाडू ဟင်းချိုစွန် चिमटा ညက် नाप्ने कप တိုင်းတာခွက် नाप्ने चम्चा တိုင်းတာစွန်
찬네 바로. ရေစစ်စကား 찬니. စကား 베이킹 트레이. မုတ်ဖုတ်ပန်း 베이킹 디스. မုတ်ဖုတ်ပန်ကန် 미사오네 거쳐오라. ငွေစလုံး 베런. မုတ်လိမ့်နံ 오번 번자. အိုးဘူးကင်လက်အိတ် 에프런. ဧပရွန် 반사코 떠올리야. မီးဖိုချောင်သုံးဖို့ဝါ 눈다니. စားဘူး 머리스다니. ငရုတ်ကောင်းမှု जार. ဖန်မှု 캔 오퍼너. ဘူးဖောက်တံ 보틀 오퍼너. ပလင်းဖောက်တံ 플레이트. 거쳐오라. 컵. ဤစကလုံးများကိုထာဝရမှတ်မိလိုပါသလား Flashcards Luna ခန်းတို့တွားပြီးဤကပ်ပြားနှင့်အခြားကပ်ပြားပေါင်းများစွာကိုအခမဲ့လေ့ကျင့်ပါ link ကိုဖော်ပြချက်တွင်ထည့်ပေးထားပါသည်